မင်္ဂလာပါရှင်သမီးတို့ရဲ့ပုံမြင်ပြောကြမယ်ဆိုတဲ့ channel လေးကိုကြည့်ရှုပြီး like and subscribe လုပ်ပေးကြပါရှင်အားလုံးပဲကျေးဇူးတင်ပါတယ်မိမိပြောပြမယ်ပုံမြင်ကနော်သမီးဆူလာတတိဇက်အကြံကောင်းသောတတိနော်ဟိုးရှိတို့ကဘာယာနတိမြို့တော်မှာပြမရန်မင်းကြီးထီးနှန်းဆိုးဆက်နေအချိန်တော့ဟာတဲ့ဖယားလောင်းကဆူလာတတိဆိုတဲ့အမည်ရှိတဲ့တထေးကြီးဖြစ်တယ်အဲ့တထေးကြီးကပြမရန်မင်းကိုခါစားဖို့အိမ်ကနေထွက်ခဲ့တဲ့လမ်းမှာကြွက်တီတကောင်ကိုတွေးပြီးသူကဉာဏ်ပညာနဲ့ပြည့်စုံသူဖြစ်တော့ကြဤတက်ဒီသူတွေ့ရတဲ့ကြွက်တီကိုအရင်ပြုပြီးတော့ကြာတော့သူကြီးပွားချမ်းသာနိုင်သည်ဟုဆိုလိုက်တယ်အဲ့ဒီစကားကိုစင်ရသားတယောက်ကကြားတော့ကြတော့တဲ့အဲ့ဒီကြွက်တီကိုကောက်ယူပြီးတော့စင်ရသားကကောက်ယူသွားတာကွာကြားလို့မလို့သူကအဲ့ကကြွက်တီကိုတဲ့ဈေးမှာသွားပြီးတော့ကြောင်စာအဖြစ်ရောင်းတယ်တဲ့ရောင်းတော့ကြအတပြားတချင်ရတယ်တဲ့အဲ့ဒီအတပြားနဲ့သူကရလာတဲ့အတပြားနဲ့သူကတင်လဲဝယ်ယူပြီးတော့ကြတော့ပန်းတယ်တွေကတင်လဲအနှင်းငယ်စီကျွေးရတောက်ရပေးတယ်ပန်းတယ်တွေကလည်းပန်းတဲ့စုပ်စီပြန်ပေးလို့သူကအဲ့ဒီပန်းနေနဲ့သူကရောင်းရတဲ့အတပြားနဲ့တင်လဲတွေထပ်ဝယ်တယ်တဲ့အဲ့ခေတ်တုန်းကတင်လဲဆိုတာဘလို့တကြားခဲလို့ထညက်ခဲလို့ပုံစံမျိုးနေမှာပေါ့နော်နောက်နေ့မှာတဲ့သူကပန်းကြံကိုသွားပြီးတော့ပန်းတယ်တွေကိုတင်လဲထပ်ပြီးတော့ကျွေးပြီးတော့ရေတိုက်ပြန်နေတဲ့ပန်းတယ်တွေကလည်းသူတို့ရဲ့ပန်းတွေကနေတဝက်စီခွဲပြီးတော့ကြတော့အဲ့ပန်းတွေကိုသူကရောင်းချရအတပြား10ပြားရလာတယ်တဲ့နောက်တနေ့မှာမိုးတက်လေးပြင်းနေကြရအောင်တော့ကြတော့ဥယျာဉ်ထဲမှာရှိတဲ့တိတ်ကိုင်းတွေကကျိုးကြွေကုန်တယ်သူကကလေးတွေကိုအဲ့တင်လဲကျွေးပြီးကမှအဲ့တိတ်ကိုင်းကျိုးတွေကိုတဲထုတ်ပြီးရကမှသူကဘရင်အိုးလို့တော့ရောင်းချလိုက်တယ်တဲ့အတပြား16ပြားနဲ့အိုး9လုံးရလိုက်တယ်တဲ့စုစုပေါင်း24အတပြားသူ့မှာပိုင်ဆိုင်လာတယ်တဲ့နောက်ပြီးတော့မျက်ရည်သမားတို့ကသူကတောက်ရည်တွေပြန်ပြီးတော့မျက်ရည်သမားတွေကိုသူကတောက်ရည်တွေတွားပြီးတော့ဝေတယ်တဲ့အဲ့မှာမျက်ရည်သမားတွေကနေအကူညီလိုရင်ပြောပါမိတ်ဆွေအကူညီမဲဆိုပြီးတော့အဲ့ဒီကိုပြောတယ်တဲ့စင်ရသားကိုပြောတာပေါ့ကွာအဲ့နောက်မှာပဲသူကမိတ်ဆွေအစ်စ်ထက်ရှာတယ်တဲ့ဒီစင်ရသားလေးကစိတ်ကန်းအရာရှိသူကကြီးပွားချမ်းသာခြင်းတော့じゃမိတ်ဆွေတွေထက်ရှာတာပေါ့သူပိုက်ဆံရှာခြင်းတော့ကြတော့သူ့စီမှာရှိရဲ့အတပြားသူက24တပြားပိုင်ဆိုင်ထားတော့ကြတော့သူကနောက်ထပ်မိတ်ဆွေတွေထပ်ပြီးတော့ရှာတယ်စိတ်ကန်းအရာရှိပေါ့နော်နောက်ထပ်သူ့ရဲ့မိတ်ဆွေအစ်စ်တွေကစိတ်ကန်းအရာရှိတွေနောက်ပြီးတော့ကုန်းလန်းဘက်ဆိုင်ရာဝန်ထမ်းတွေကိုသူကသွားတွေ့တယ်တဲ့နောက်တစ်နေ့မှာကုန်းလန်းဘက်ဆိုင်ရာဝန်ထမ်းကမနေ့ပြန်မှာဒီမျိုးကိုမြင်းကုန်တယ်တယောက်လာမယ်မြင်းကောင်ရင်900ပါလာမယ်လို့သူကသတင်းပေးတာပေါ့ဒီစင်ရသားလေးကိုအဲ့မှာသူကနေပြီးကမှစင်ရသားလေးကနေပြီးကမှမျက်ရည်သမား900ထိသွားပြီးကမှဒီမြက်တစည်းစီသူကတောင်းတယ်အဲ့ဒီ900ပေါ့မြိတ်သမား900စီကနေတစည်းဆိုသူ့မှာအစီး900ရမှာပေါ့ကွာမြက်ကလေအဲ့မှာမြင်းကုံတွေရောက်လာတဲ့ခါမှာသူကမြက်တီအားလုံးကိုရောင်းလိုက်တယ်အတပြား1000ရတယ်တဲ့နော်သူ့စီမှာအတပြား1000ပိုင်သွားပြီနော်နောက်တဲ့3-4ရက်အကြာမှာတဲ့စိတ်ကန်းအရာရှိကနေပြီးကမှစိတ်ကန်းမှာကုန်တင်လေကြီးစိုက်လာမယ်လို့သတင်းပေးလိုက်တယ်အဲ့စင်ရတာလေးကိုပေါ့နော်သူကတဲ့ယထာတစည်းနဲ့တဲ့လူတချို့ငှားတယ်တဲ့အဲ့ကစင်ရတာလေးကနော်အချွေရန်ပြိတ္တအဖြစ်တင်းပြီးကမှအဲ့ယထာကိုစီးပြီးသူ့ကိုယ်သူကုံတယ်ကြီးဟန်ဆောင်လိုက်တာဆောင်းပြီးတော့သူကစိတ်ကန်းကိုထွက်လာခဲ့လိုက်တော့ကြတော့တဲ့အဲ့ဒီလေပါကုံအားလုံးကိုအယောင်းဝယ်ပြုတ်လုပ်ပြီးတော့လှေတကြီးနဲ့ဂရီးပြုတ်ကြပြီးတော့သူကလှေတကြီးကတစ္ဆာပြုတ်တဲ့အနေနဲ့လက်ဆောင်လက်စွပ်တကွင်းပေးလိုက်တယ်တဲ့အဲ့နောက်သူကတဲ့ဘောနော်ကလကာ3ဒီအတွင်းထဲကနေပြီးကမှပေါ့ကွာဒီလိုက်ကာတွေကနေပြီးကမှသူကခန်းနာစွာနေထိုင်နေတဲ့ကုန်းတယ်လေးကြီးဆက်ရောက်သည့်သတင်းကြောင့်မို့လို့တဲ့ဆက်ရောက်တဲ့သတင်းကြောင့်မို့လို့ဘာယာနတီကနေပြီးကမှကုန်းတယ်တရားတို့ကစိတ်ကန်းကိုကုံဝယ်ဆင်းလာကြရဲ့တဲ့သို့တော်တဲ့သူကလှေတကြီးနဲ့ရောင်းဝယ်မရတော့ဘူးတဲ့ထိုအမျိုးသားနဲ့တွေ့ရန်ကလကာတကန်းစီစောင့်ကြက်နေကြတော့အဆောင်ရှောက်များထံမှာသူက3ချိန်3တန်ခွင်တောင်းပြီးကမှအတပြား1000စီပေးမှတွေးခွင့်ရကြတယ်နောက်ဆုံးမှာလေပါကုံအားလုံးရဲ့တန်မိုးနဲ့တကွထိုမျိုးသားအတွက်အတပြား3သိန်းစီပေးလို့အယောင်းဝယ်တဲ့သွားကြတယ်တဲ့
သူဒီရဲ့သူ့အာကူညီထားသူ့ကိုကူညီထားတဲ့လူတွေကိုကျေးဇူးမမေ့ဘူးတဲ့စူလာတတိတထေးထံသွားပြီးကမှအတပြားတသိန်းကတော့တဲ့တထေးကအကျိုးအကြောင်းမေးမြန်းရာကြွက်တီတစ်ခုအရင်ပြူရာမှ4လအတွင်း2သိန်းကျော်ဝလာဖို့ကိုပြောပြတယ်စူလာတတိတထေးကလည်းအဲ့ဒီလူရဲ့ကြံကြီးဖန်ကြီးကိုသဘောကျပြီးကမှသူ့ရဲ့သမီးပြူနဲ့ထိညာလက်ထပ်ပေးလိုက်တယ်ပေါ့ကွာသမီးကအဲ့မှာအနှစ်ချုပ်အနေနဲ့ပြောရမယ်ဆိုရင်တော့တဲ့ဒီကူညီသူကောင်းလို့ရှိရင်တစ်လုံးချမ်းသာနိုင်တယ်တဲ့နော်သမီးဟိုကြွက်ဒီရဲ့ကြောက်စားလုပ်လို့ရတယ်စူလပန်းဆိုတာတော့တဲ့ကြွက်ဒီအရင်ပြုသူအမျိုးသားဖြစ်တယ်စူလတတိတထေးဆိုတာကဗုဒ္ဓမြတ်စွာဘုရားလောင်းတဲ့သမီးနော်သူတစ်ပါးကိုကူညီရင်သူ့ကိုကူညီရဲ့လူကကောင်းတယ်ဆိုလို့ရှိရင်တစ်လုံးချမ်းသာနိုင်တယ်တဲ့သူကလည်းစူးစမ်းလို့ပေါ့သမီးရဲ့နော်ဟုတ်မချမ်းသာရောဘယ်လိုမချမ်းသာရင်ဟိုချမ်းသာရင်ရမ်းချမ်းသာအောင်လုပ်ပေးရတာဟောအဲ့ဒါလူကိုယ်တိုင်စူးစမ်းအထောက်မှာပေါ့သမီးဟုတ်လားကူညီရဲ့လူလည်းရှိရမယ်သူကိုယ်တိုင်လည်းစူးစမ်းအထောက်လို့ပေါ့သမီးနော်